ဟေ့ကဖူတော်ကြီးဖူတော်ထားတော့ဟာ နိုးပါပြီဟာနည်းနည်းပြင်ဆင်နေလို့ပါ အမလေးကွာရတော့တဲ့တော့မဲ့ကောင်ကပြင်ဆင်နေသေးတယ် ဟဲ့အောင်တန်ကြောင်ငါရဲ့ဒီအနေထားနဲ့ယာတော့တဲ့တွားစီရလားဟာ ဟာဒါဆိုရင်ဘယ်တော့ဟာ ဟဲ့ပိုးကြီးနဲ့ချိန်တာလို့အဲ့ဟာသွားမလို့ ဟောလောက်ကြပါကွာလောက်ကြပါ မင်းကိုပြောနေရတာအချိန်ကြာတယ်ကွာသွားပြီဟဲ့အောင်ရေ ကိုဖိုးတာကလည်းမလာသေးဘူးလားမသိပါဘူး ဟဲ့ပိုးကြီး အမလေးကိုရကျော်အေးမဟုတ်ပါဘူးကိုဖိုးတာ ဟမ်ဘဒူလဲရာကျော်อ่ะ မဟုတ်ပါဘူးရှင်ဗဆက်ကရောင်သွားလို့ပါ ကဲပါထားပါဒါနဲ့ကိုပိုးကြီးကိုလက်ထပ်ဖို့ပတ်စံဆိုတာပြည့်ပြီတိလား ဟင်ဟုတ်လား ဟုတ်တယ်ပိုးကြီးအဲ့ဒါကိုမနေ့ပြန်လာတောင်းမယ်နော် အာမနက်ဖြန်ဟုတ်လားမနက်ဖြန်အဖေကမြို့ကိုသွားကြရှိတယ်အဲ့ဒါနောက်နေ့မှလာခဲ့လीနော် ဟုတ်ပါပြီ အော်ကိုဖိုးထောင်ရေကျမရှင်ကိုမလေးစားခဲ့တင်ပါဘူးနောက်နေ့လာခဲ့ဆိုတာလေကိုရကျော်နဲ့မင်္ဂလာဆောင်မဲ့နေ့မလို့ခေါ်လိုက်တာပါကျမတောင်းပန်ပါတယ်ရှင် ပိုးကြီးလာလေလူကြီးတွေကိုဧည့်ခံရအောင်ကွာ ဟုတ်ကဲ့ကိုရကျော် မင်းဒီတည်းဟာတရားရောက်ဖိတ်ထားလို့မျှော်နေရလား ဟုတ်တယ်ကိုရကျော် အဲ့ဒါဆိုလေထိုင်နေခဲ့ပါအကိုပဲဧည့်ခံလိုက်မယ်နော် အမေမြန်ပြင်းပြပိုးကြီးတို့အိမ်သွားပြီးတောင်းအောင်ပါ ပြီးပါသားရဲ့အမေလည်းပြင်နေတာပြီးပါပြီ လာအမေမြန်ဟာပိုးကြီးတို့အိမ်မှာလူတွေစီလိုက်လားဩကြောက်လာတောင်းမအောင်တီးလို့ပြင်ဆင်ထားရတယ်တူတယ်လာအမေ ဟဲ့သားမတော်တော့ရင်ကောင်းမယ်နော် လာပါမေယာ ကိုဖိုးထောင်ရှင်လာရင်နော် လာမှာပေါ့ကိုဟာပိုးကြီးကိုတောင်းရမဲ့ပွဲပဲမလား ပိုးကြီးဒါမင်းရဲ့အတိဆိုတာလား ဟုတ်တယ်ကိုရကျော် အော်ဟုတ်ပါပြီကျွန်တော်မိမကိုခင်တယ်လို့ကျွန်တော်လည်းခင်နိုင်ပါတယ် မိမဟုတ်လား ပိုးကြီးတောင်းမဲ့ ဟိုးရက်လိုက်ပါပိုးကြီးမလိုပါဘူးမင်းလည်းလူပဲမင်းตายရအောင်ပဲရွေးမှာပေါ့မင်းတို့ရဲ့မင်္ဂလာပွဲကိုငါလာလို့မင်္ဂလာမရှိဖြစ်သွားရင်တောင်းပန်ပါတယ်ကဲကျို့ခွင့်ပြုပါအောင်ကိုရကျော် ကောင်းပါပြီဗျာ ကျမရှင်ကိုချစ်ခဲ့ပါတယ်ကိုဖိုးထောင်ရေဒါပေမဲ့အချစ်တစ်ခုကငွေချင်းမရှိရင်မပြည့်စုံဘူးလားကျမရှင်ကိုအမြဲတည်းရနေမှာပါကိုဖိုးထောင်